Hi, hello, mình là Vá. Chị này cháu nhà đi được không nè? Mình sẽ đi xem mà đấy. Chị biết không mẹ cháu nhà đi ra cha đó. Giống như là này ngã, xem phim đi đó. Không bảo. Chị đã khai được đi. Wow, là cho chị nghe vui anh kể vui anh đấy. Vui anh ngã chị uống nhỉ? Giống như là về xem phim đi đó về. သူတို့အဲ့လိုထင်ကြီးပေးကြတယ်ဒါပေမဲ့အဲ့ဒီအပြုံးကြီးရဲ့နောက်ွယ်မှာအခြေသေးတိတ်ကလေးဟိုခဲ့ရတဲ့ညတွေလည်းငယ်ပါဘူးအချိန်နဲ့ချင်းခဲ့ရတဲ့နေ့တွေလည်းမနေပါဘူးဘဝကတခါတလေကြိုင်ခင်ထားတာထက်ပိုခက်ခဲတယ်အချိန်အားလုံးကိုလက်လွတ်ခင်တဲ့အထိအကြည့်ကိုလည်းသတ်သွားနိုင်ပါဦးမလားလို့တော့မေးခဲ့ဘူးလေဒါပေမဲ့ဒီတိလာတာတခုရှိတယ်ဘဝကအခက်လို့လက်လျှော့ဖို့မဟုတ်ကိုတန်မာလာဖို့အတွက်လမ်းစကိုတန်မာလာဖို့အတွက်လည်းပြင်ပေးတာရရှုံးမှုတိုင်းရတယ်အဆုံးသတ်မဟုတ်ဒါအတိစဖို့အတွက်အခွင့်အရေးတစ်ခုအခုဒီဗီဒီယိုကြည့်နေတဲ့ဒီလေလောက်ပဲပြင်မနေပါစေခဏနားလို့ရတယ်ခဏရက်လို့ရတယ်ဒါပေမဲ့တော့ပြန်မသွားပါနဲ့ဒီနေ့အဲ့ဒီနာကျင်မှုတွေပြန်ကြည့်ပြီးတော့ငါအကျော်နိုင်ခဲ့တယ်ငါလုံနိုင်ခဲ့တယ်ဆိုပြီးတော့ပြန်ပြောနိုင်ရအကြည့်ဒီဗီဒီယိုလောက်ရတဲ့အကြောင်းရင်းရတယ်အကြည့်ကိုလူတွေတနာလာအောင်ပြင်းတာလာအောင်လုပ်တာမဟုတ်အကြည့်ရဲ့နောက်မှာရှိတဲ့ညီကိုမောင်နှမတငယ်ချင်းအပေါင်းအသင်းအားလုံးကိုအကြည့်ကြုံတွေ့ရတဲ့ဘဝတိုက်ပွဲဘဝအခက်အခဲအားလုံးကိုအစကနေအဆုံးအခုအကြည့်ရတည်နေတဲ့နေရာတစ်ခုထိတော့ကိုပြန်ပြီးတော့ sharing လေးလုပ်ပေးသွားချင်တာပါနေရာတစ်ခုတော့ကိုဘလို့ခက်ခဲရုန်းကန်ကြရတယ်ဒီနေရာမှာကိုရောက်ဖို့အတွက်ဒီ level တစ်ခုကိုရောက်ဖို့အတွက်ဘလို့ရက်တည်ရလဲဆိုတာကိုအကြည့်ရ sharing လေးလုပ်ပေးသွားချင်တာတစ်ခုပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းဒီအကြည့်ရဲ့ page တွေမှာအကြည့် sharing လုပ်တာလေးတွေတွေ့ရပါမယ်ရှင် Hi အားလုံးပဲမင်္ဂလာပါဒီနေ့အကြောင်းအရာလေးတစ်ခုနဲ့ဆက်ပြီးရှင်းပါတယ်အကြည့်ပြောတော့မယ့်အကြောင်းအရာလေးကကြတော့ရုံနေတာတိုင်းကသင်ပြနေတာဟုတ်ပါဘူးအကြည့်တစ်ခါတလေဘဝလက်လျှော့ရှင်ရဲ့ဘူးရတယ်ကဲပူပါတယ်ဘူးတိုင်းကအကြည့်ကိုမြင်ရင်ပြုံးနေတာပဲအဆင်ပြေနေတာပဲသူတို့အဲ့လိုထင်ကြီးပေးကြတယ်ဒါပေမဲ့အဲ့ဒီအပြုံးကြီးရဲ့နောက်ွယ်မှာအခြေသေးတိတ်ကလေးဟိုခဲ့ရတဲ့ညတွေလည်းငယ်ပါဘူးအချိန်နဲ့ချင်းခဲ့ရတဲ့နေ့တွေလည်းမနေပါဘူးဘဝကတခါတလေကြိုင်ခင်ထားတာထက်ပိုခက်ခဲတယ်အချိန်အားလုံးကိုလက်လွတ်ခင်တဲ့အထိအကြည့်ကိုလည်းသတ်သွားနိုင်ပါဦးမလားလို့တော့မေးခဲ့ဘူးလေဒါပေမဲ့ဒီတိလာတာတခုရှိတယ်ဘဝကအခက်လို့လက်လျှော့ဖို့မဟုတ်ကိုတန်မာလာဖို့အတွက်လမ်းစကိုတန်မာလာဖို့အတွက်လည်းပြင်ပေးတာရရှုံးမှုတိုင်းရတယ်
ဆုံးသက်မဟုတ်ဒါအတိစဖို့အတွက်အခွင့်အရေးတစ်ခုအခုဒီဗီဒီယိုကြည့်နေတဲ့ဒီလေလောက်ပဲပြမနေပါစေခဏနားလို့ရတယ်ခဏရက်လို့ရတယ်ဒါပေမဲ့တော့ရက်မသွားပါနဲ့ဒီနေ့အဲ့ဒီနာကျင်မှုတွေပြန်ကြည့်ပြီးတော့အကျော်နိုင်ခဲ့တယ်ငါလုံနိုင်ခဲ့တယ်ဆိုပြီးတော့ပြန်ပြောနိုင်ရအကြည့်ဒီဗီဒီယိုလောက်ရတဲ့အကြောင်းရင်းရတယ်အကြည့်ကိုလူတွေတနာလာအောင်ပြင်းနာတတ်လာအောင်လုပ်တာမဟုတ်အကြည့်ရဲ့နောက်မှာရှိတဲ့ညီကိုမောင်နှမတငယ်ချင်းအပေါင်းအသင်းအားလုံးကိုအကြည့်ကြုံတွေ့ရတဲ့ဘဝတိုက်ပွဲဘဝအခက်အခဲအားလုံးကိုအစကနေအဆုံးအခုအကြည့်ရက်တည်နေတဲ့နေရာတစ်ခုထိတော့ကိုပြန်ပြီးတော့ sharing လေးလုပ်ပေးသွားချင်တာပါနေရာတစ်ခုတော့ကိုဘလို့ခက်ခဲရုန်းကန်ကြရတယ်ဒီနေရာမှာကိုရောက်ဖို့အတွက်ဒီ level တစ်ခုကိုရောက်ဖို့အတွက်ဘလို့ရက်တည်ရလဲဆိုတာကိုအကြည့် sharing လေးလုပ်ပေးသွားချင်တာတစ်ခုပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းဒီအကြည့်ရဲ့ page တွေမှာအကြည့် sharing လုပ်တာလေးတွေတွေ့ရပါမယ်ရှင် Hi အားလုံးပဲမင်္ဂလာပါဒီနေ့အကြောင်းအရာလေးတစ်ခုနဲ့ဆက်ပေးချင်ပါတယ်အကြည့်ပြောမယ့်အကြောင်းအရာလေးကကြတော့ရုံနေတာတိုင်းကသင်ပြနေတာမဟုတ်ပါဘူးအကြည့်တစ်ခါတလေဘဝကိုလက်လျှော့ရှင်ခဲ့ပြီးရတယ်ခဲ့ပြီးပါတယ်လူတိုင်းကအကြည့်ကိုမြင်ရင်ပြုံးနေတာပဲအဆင်ပြေနေတာပဲသူတို့အဲ့လိုထင်ကြီးပြီးကြတယ်ဒါပေမဲ့အဲ့ဒီအပြုံးကြီးရဲ့နောက်ွယ်မှာအခြေတိတ်ကလေးဟိုခဲ့ရတဲ့ညတွေပဲနေပါဘူးအချိန်နဲ့ချင်းခဲ့ရတဲ့နေ့တွေပဲမနေပါဘူးဘဝကတစ်ခါတလေကြာရင်ခင်ထားတာထက်ပိုခက်ခဲတယ်အချိန်အားလုံးကိုလက်လွတ်ခင်တဲ့အထိအချိန်ကိုလည်းသက်သွားနိုင်ပါဦးမလားလို့တော့မေးခဲ့ဘူးလေဒါပေမဲ့ဒီတိလာတာတခုရှိတယ်ဘဝကအခက်ခဲလို့လက်လျှော့ဖို့မဟုတ်ကိုတန်မာလာဖို့အတွက်လမ်းစကိုတန်မာလာဖို့အတွက်ပြင်ပေးတာရရှုံးမှုတိုင်းရတယ်အဆုံးသက်မဟုတ်ဒါအတိစဖို့အတွက်အခွင့်အရေးတစ်ခုအခုဒီဗီဒီယိုကြည့်နေတဲ့ဒီလေလောက်ပဲပြမနေပါစေခဏနားလို့ရတယ်ခဏရက်လို့ရတယ်ဒါပေမဲ့တော့ရက်မသွားပါနဲ့ဒီနေ့အဲ့ဒီနာကျင်မှုတွေပြန်ကြည့်ပြီးတော့အကျော်နိုင်ခဲ့တယ်ငါလုံနိုင်ခဲ့တယ်ဆိုပြီးတော့ပြန်ပြောနိုင်ရအကြည့်ဒီဗီဒီယိုလောက်ရတဲ့အကြောင်းရင်းရတယ်အကြည့်ကိုလူတွေတနာလာအောင်ပြင်းနာတတ်လာအောင်လုပ်တာမဟုတ်အကြည့်ရဲ့နောက်မှာရှိတဲ့ညီကိုမောင်နှမတငယ်ချင်းအပေါင်းအသင်းအားလုံးကိုအကြည့်ကြုံတွေ့ရတဲ့ဘဝတိုက်ပွဲဘဝအခက်အခဲအားလုံးကိုအစကနေအဆုံးအခုအကြည့်ရက်တည်နေတဲ့နေရာတစ်ခုထိတော့ကိုပြန်ပြီးတော့ sharing လေးလုပ်ပေးသွားချင်တာပါနေရာတစ်ခုတော့ကိုဘလို့ခက်ခဲရုန်းကန်ကြရတယ်ဒီနေရာမှာကိုရောက်ဖို့အတွက်ဒီ level တစ်ခုကိုရောက်ဖို့အတွက်ဘလို့ရက်တည်ရလဲဆိုတာကိုအကြည့် sharing လေးလုပ်ပေးသွားချင်တာတစ်ခုပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းဒီ
အကြည့်ရဲ့ page တွေမှာအကြည့် sharing လုပ်တာလေးတွေကိုတွေ့ရပါမယ်ရှင်